တိုင်းဒေသကြီးပန်းတနော်မြို့နယ်မီးတပ်ဦးစီးမှုဦးမမောင်ဦးရဲ့ညွှန်ကြားမှုနဲ့ပန်းတနော်မြို့နယ်စက်တီကျေးရွာအုပ်စုတလုံးထော်ကျေးရွာရှိဓမ္မမြင့်စုဘုံတော်ကြီးကျောင်းဝင်းအတွင်းမှာဒီကနေ့မနက်ပိုင်းကကျေးရွာအခြေပြုမီးဘေးလုံခြုံရေးဟောပြောပွဲအခမ်းအနားကျင်းပပါတယ်ပထမဦးစွာစက်တီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသာစိန်ကအဖွဲ့မှစကားပြောကြားပြီးမြို့နယ်မီးတပ်စခန်းမှာလက်ထောက်မီးတပ်ဦးစီးမှုဦးအေးမင်းထွန်းကမီးဘေးလုံခြုံရေးနဲ့ပတ်သက်၍ပြည်သူများအနေဖြင့်လယ်ကွင်းများအတွင်းနဲ့ရိုးပြက်များမှာမီးရှို့ခြင်းများမပြုလုပ်ကြရန်မီးဖို့များအားအိမ်အောက်ကိုချ၍မီးကျင်းများတူ၍စနစ်တကျကာရန်၍ချက်ပြုတ်ကြရန်နေအိမ်တိုင်းမှာမီးကျိတ်မီးကပ်ရေပုံသဲပုံရေအိတ်သဲအိတ်များစောင့်ထားကြရန်နဲ့ DCP မီးတပ်ဆေးဘူးလက်တွေ့အသုံးပြုနည်းကိုရှင်းလင်းပြသပါတယ်ဆက်လက်ပြီးမြို့နယ်မီးတပ်စခန်းမှာလက်ထောက်မီးတပ်ဦးစီးမှုဦးဆောင်ပြီးတန်ဒီမီးတပ်တပ်ဖွဲ့ဝင်များကကျေးရွာမီးဘေးလုံခြုံရေးအတွက်မီးဘေးသတိမူရေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းနဲ့ DCP မီးတပ်ဆေးဘူးဖြင့်လက်တွေ့မီးငြိမ်းသက်ခြင်းများပြုလုပ်ရာအခမ်းအနားကိုကျေးရွာရှိပြည်သူ100ဦးခန့်တက်ရောက်ပါတယ်ပန်းတနော်မြို့နယ်မီးတပ်ဦးစီးဌာနမှတာသနိကအဆောက်အအုံများဘာသာရေးဆိုင်ရာအဆောက်အဦများ73စီအယောင်ဆိုင်များဈေးများစာသင်ကျောင်းများစက်ရုံအလုပ်ရုံများဌာနဆိုင်ရာများတဲခိုခန်းများဓာတ်မြေဩဇာအယောင်ဆိုင်များစားတောက်ဆိုင်များလူငွေအိမ်များတိမ်တက်ဆင်ပြုလုပ်ပြီးမိဘေးလုံခြုံရေးစစ်ဆေးခြင်းများကိုအရှိန်ဟုန်ပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါရရှင်